မင်းရဲ့ဘဝကတနေရာထဲမှာတင်ရက်တက်နေတယ်လို့ခံစားနေရလားစူးစမ်းပေမဲ့ဘာမှထူးမလာပဲပြဿနာတွေကပဲတတိတန်းကြီးတက်လာလို့လက်လျှော့ချင်စိတ်တွေပေါက်နေပြီလားဒါဆိုရင်တော့ဒီပုံပြင်လေးကိုစုံအောင်နားထောင်ကြည့်လိုက်ပါနော်ဟိုရှိတုန်းကလူတွေမေ့လျော့နေတဲ့ရွာငယ်လေးတွေရွာရှိတဲ့အကွဲနေတဲ့နေရန်တွေကြားကနေလေတိုးတန်တွေထွက်ပေါ်နေပြီးညချမ်းအချိန်ဆိုရင်မိကုန်းနဲ့စိုးထိုင်းတဲ့မြေနှန်းတွေကလွှမ်းမိုးနေတတ်တဲ့အဲ့ဒီရွာလေးမှာသောမတ်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိရဲ့ဘသူကမှသူ့ကိုဘာမှဖြစ်လာလိမ့်မယ်လို့မျှော်လင့်ထားကြဘူးသူကမိုက်မဲလို့မဟုတ်ဘူးကင်းလို့လည်းမဟုတ်ဘူးဒါပေမဲ့မျှော်လင့်ချက်ဆိုတာကဒီရွာမှာတန်မိုးကြီးလုံးနဲ့သူကတော့ဘာမှမရှိရဲ့မိသားစုကဆင်းသက်လာတာကိုနေရန်တွေအကွဲနေတဲ့အိမ်လေးတစ်လုံးမိကြလည်းမလာဘူးသူ့ရဲ့အနာဂတ်ကိုလည်းသူ့ကိုတခွန်းမှမမေးဘူးတဲ့သူတွေကကြိုတင်သတ်မှတ်ထားကြတယ်လက်တွေ့ကြနေစမ်းပါလို့သူတို့ကဆိုကြတယ်ဒါပေမဲ့စင်းရဲတဲ့ကလေးတစ်ယောက်ကမျောလင်းချက်တစ်ခုတည်းနဲ့ဘလို့ရုံထွက်ရမလဲဆိုတာကိုတော့ဘသူကမှရှင်းမပြခဲ့ကြဘူးတခြားသူတွေရှေ့ကိုတိုးသွားနေတာကိုသူကတော့ဘဝကခြားထားပေးတဲ့နေရာမှာတင်ရက်ကြည့်ရင်ကြီးပြင်းလာခဲ့ရတယ်သူကနေကွေးနေရမဟုတ်ဘူးအလုံးလုံးရမှာကိုလည်းမကြောက်ဘူးသူကပိတ်မိနေတာသူတငယ်ချင်းတွေကတော့လူလွတ်လပ်ရေမောနိုင်ကြတယ်ဘာလို့လဲဆိုတော့နေ့စဉ်ရှင်တန်ဖို့ကသူတို့အတွက်ပူပန်စရာမဟုတ်လို့ပဲအခွင့်အရေးတွေကသူ့ကိုကြော်သွားကြတယ်ဘာလို့လဲဆိုတော့အခွင့်အရေးဆိုတာကစင်းရဲသားတွေရဲ့တကားကိုနှစ်ခါလာခောက်လို့မရှိလို့ပေါ့လူတွေကသူ့ကိုမဆဲကြဘူးမစော်ကားကြဘူးအဲ့ဒီလိုလုပ်တယ်ဆိုရင်တောင်သူကတစုံတယောက်အဖြစ်အရေးပါလို့ပေါ့သူတို့ကသူ့ကိုလက်လျူရှုထားကြတာလက်လျူရှုခံရတာကအနည်းရှိတဲ့အရာတစ်ခုကိုတင်ပေးတယ်။ငါကတိထက်ပိုပြီးဖြစ်လာဖို့ကံမပါလာတာများလားဆိုတဲ့အတွေးမျိုးပေါ့။တညမှာတော့မှောင်ထဲမှာတယောက်ထဲထိုင်နေရင်ဖုန်းကလည်းအာကုန်ခါနီခေါင်းထဲမှာလည်းမေးခွန်းတွေပြင်းနေတဲ့အချိန်မှာသောမတ်တစ်ခုကိုခါတီးတီးနားလည်သွားခဲ့တယ်။ငါ့ကိုလာကယ်မဲ့သူတယောက်မှမရှိဘူး။နန်းကြပေးမဲ့သူအံ့ဖွယ်နမိတ်တွေချက်လန်းတွေဘာမှမရှိဘူး။သူရဲ့ကုံဆုံးနေတဲ့အချိန်ရဲ့ပဲရှိတယ်။အဲ့ဒီညမှာပဲသူဟာဘဝတကြီးတစ်ခုရဖို့ပုတ်ကိုဂတိမပေးခဲ့ဘူး။သူကအဲ့ဒီထက်သေးငယ်တဲ့အရာတစ်ခုကိုပဲရွေးချယ်ခဲ့တယ်။အဲ့ဒါကတော့တရက်ကိုတနာရီပဲ။တကြောမှုတွေစိတ်လှုပ်ရှားမှုတွေမပါဘူးဘသူ့ကိုမှလည်းကြီးညာမနေဘူးလူတွေအိပ်ပျော်နေတဲ့အချိန်မှာသူကတော့တိတ်ဆိတ်ပဲတနာရီကြာအောင်တင်ယူတယ်တခြားသူတွေညှိညူနေချိန်မှာသူကလေ့ကျင့်တယ်တငယ်ချင်းတွေအချိန်ဖြုံးနေချိန်မှာသူကအချိန်ကိုရင်းနှီးမြှုပ်နှံတယ်အဲ့ဒီတနာရီကကြည်ရဆိုပါတယ်အချို့ရက်တွေမှာသူ့အုပ်နောက်ကအရန်ပန်းနေတတ်တဲ့အချို့ရက်တွေမှာအရန်ကြရှုံးလုံးလို့လက်လျှော့ချင်စိတ်ပေါက်တယ်တညမှာတော့သူလုံးဝမလုပ်ပဲနေတော့မလို့ဒါပေမဲ့သူရှုံးမပေးခဲ့ဘူးသူဒါတွေကိုဘသူ့ကိုမှလည်းထုတ်မပြောဘူးဘာလို့လဲဆိုတော့သူစောစောစီစီနားလည်ထားတာတခုရှိတယ်စကားပြောခြင်းကတက်တောင့်တက်တာဖြစ်စေပေမဲ့အိတ်စိတ်ချင်းကတော့ကြီးထွားမှုကိုဖြစ်စေတယ်။နားရီကြလာပေမဲ့အပြင်ပန်းမှာတော့ဘာမှမပြောင်းလဲသေးဘူး။အဝတ်စားကအဟောင်းတိုင်းရုန်းကန်နေရတာချင်းအတူတူပဲ။အတူမှတတိမထားမိရဲ့ဘဝပဲဒီနေရာမှာပဲလူအများစုကရက်တန့်သွားကြတာဘာလို့လဲဆိုတော့သူတို့ကတိုးတက်မှုဆိုတာစူညံနေရမယ်လို့ထင်ကြလို့လေ။ဒါပေမဲ့သူ့အတွင်းစိတ်ထဲမှာတော့တခုခုပြောင်းလဲနေပြီးသူ့ရဲ့စင်ကြီးတွေကတေဆုံးသွားပြီးအာယုံဆိုင်မှုကထက်မြက်လာပြီးသူ့ရဲ့စိတ်ရှည်မှုကကြောက်စရာကောင်းလောက်အောင်ဖြစ်လာတဲ့အဲ့ဒီတနာကြီးကသူ့ရဲ့ကြံတဲ့တနေ့တာလုံးကိုပါနှွမ်းမိုးလာခဲ့တဲ့သူစကားနဲ့တွားတယ်ပူပြီးစောင့်ကြည့်တက်လာတယ်ဘသူ့ရဲ့အားပေးမှုကိုမှမဆောင်ပဲအလုံးလုံးတက်လာတယ်လူတွေကတခုခုကိုတတိထားမိလာတဲ့အောင်မြင်မှုကိုမဟုတ်ဘူးနော်အကွာဝေးကိုတငယ်ချင်းတွေကသူ့စီကဝေးသွားကြတယ်မိသားစုကနားမလဲတော့ဘူးအပေါင်းအသင်းတွေမရှိတော့ပဲအထီးကျန်ချင်းကပုံမှန်လိုဖြစ်လာတယ်ဒါကတော့ဘယ်သူမှမပြောပြတဲ့ခါတိတဲ့အမှန်တရားပဲစီကန့်ရှိခြင်းဟာမင်းကိုမြင့်တင်မပေးခင်မှာအရင်ဆုံးအထီးကျန်အောင်လုပ်လိုက်မယ်။အခြားသူတွေကပေးရက်တွေကိုလိုက်ရှာနေချိန်မှာသူကတော့ကျွမ်းကျင်မှုကိုရှာဖွေခဲ့တယ်။အခြားသူတွေကအစင်သစ်ဖြစ်မဲ့အချိန်ကိုစောင့်နေချိန်မှာသူကတော့ဘာခံစားချက်မှမရှိဘဲအလုပ်ကိုဆက်လုပ်ခဲ့တယ်။အနည်းအကြာမှာတော့ရုတ်တရက်နာမည်ကြီးသွားတာမျိုးမဟုတ်ပဲရလက်တွေကတိတ်ဆိတ်စုပုံလာခဲ့တယ်။ကျွမ်းကျင်မှုတွေကထက်မြက်လာပြီးကြောက်ရွံ့မှုတွေနေရာမှာယုံကြည်မှုတွေအစားထိုးလာတယ်။နောက်ဆုံးမှာတော့အခွင့်အရေးတွေကသူ့ကိုတတိထားမိလာကြတယ်။သူ့ကိုလစ်လူရှုခဲ့မှုတဲ့သူတွေကပဲမိကွန်းတွေပြန်မေးလာကြတယ်။မင်းမဖြစ်သွားတာလေဘလူပြောင်းလဲသွားတာလေမင်းရဲ့ရွှေဝက်ချက်ကပါလေသူကတော့ပြုံးမဲပြလိုက်တယ်ဘာလို့လဲဆိုတော့အခေကယုံရခတ်အောင်ကိုရိုးရှင်းလုံးနေလို့ပဲတရက်ကိုတနာကြီးဆိုတာပဲဒါပေမဲ့ဘယ်သူမှမထင်မှတ်ထားတဲ့အချက်ကတော့သူကဂုံယူမနေဘူးသူဒေါသထွက်နေတာဒီအရာကဒီလောက်တောင်ရိုးရှင်းနေရကိုဘာလို့အကြာကြီးစောင့်နေခဲ့မိပါလဲဆိုပြီးဒေါသထွက်တာလူတွေကစီကန့်အစားစိတ်တက်ကြောင်းမှု motivation ကိုပဲလိုက်ရှာရင်ဘလောက်တောင်ချိန်တွေဖြုံးနေကြတယ်လဲဆိုတာကိုမြင်ပြီးဒေါသထွက်တာအဲ့ဒီတနာကြီးကသူ့ဘဝကိုပြောင်းလဲပေးလိုက်ရုံတည်းမကပဲအခြားသူတွေရဲ့ပြောပွက်ကိုပါဖော်ထုတ်ပြလိုက်တယ်လို့ဖြစ်သွားတယ်သူတနေရာကိုရှောက်သွားတဲ့အခါသူကအတန်ကြဲကြဲနဲ့စကားပြောနေစရာမလိုတော့ပါဘူးဒါပေမဲ့အခုတော့သူ့ကိုဘယ်သူမှလင့်လူရှုလို့မရတော့ဘူးသူကအာယုံဆိုင်မှုကြီးရှိရဲ့တင်းငင်းနေပြီးတော့ဘယ်သူမှလိုက်မမီနိုင်တဲ့အဆင့်တစ်ခုကိုရောက်နေပြီးဘာလို့လဲဆိုတော့အခြားသူတွေကစိတ်ကူးစိတ်တန်းတွေကိုထိုင်ဆောင်နေချိန်မှာသူကတော့သူတို့နဲ့ဝေးကွာသွားအောင်အကွာဝေးတစ်ခုကိုတိစောက်နေခဲ့လို့ပါပဲအဲ့ဒါကြောင့်လေသူတို့တွေဘယ်တော့မှသူ့ကိုလိုက်မမီနိုင်တော့တာပေါ့တကယ်လို့ဒီပုံမြင်လေးကမင်းကိုအနှဲငယ်ပဲဖြစ်ဖြစ်ထိခိုက်သွားစေရဆိုရင်ဗီဒီယိုကို like လုပ်ပေးပါမင်းဟာအချိန်တွေထိုင်ဆောင်နေတဲ့အဆင့်ကနေကြော်လွန်သွားပြီဆိုရင်တော့မှတ်ချက်မှာတခါလို့ရေးခဲ့ပေးပါပြီးတော့ဒီထက်ပိုပြီးနှဆိုင်နဲ့လက်တွေ့ကြတဲ့ဘဝကိုပြောင်းလဲစေမဲ့ပုံမြင်တွေကိုဆက်ကြည့်ဖို့အတွက်ဒီ channel ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့အောင်နော်